တို့တွေအလုံးက30 ပုံနဲ့မရောက်ဘူးလားတခြားလားအသက်ခံဖို့လားကဲဒါတော့ဥမာနဲ့ဥမေယတူနေပြီပေါ့အဲ့ဒီဥမာနဲ့ဥမေယတူနေတဲ့အခိုက်အတန့်လေးကိုပြန်ပြီးကြည့်ကြရအောင်30 ပုံထဲကိုရောက်လာတယ်ဆိုတာကကိုယ့်ရဲ့ရောက်ရဘဝကြာရဘဝကိုမခင်လို့လားခင်လို့လားခင်လို့ပါဗျာအဲ့ဒီဘုံဘဝတွေပေါ်မှာလဲမตายရဘူးလားตายရလားခင်နဲ့ตายရမှုရဲ့နောက်မှာဆွဲလန်းမှုကမပါဘူးလားလက်ရှိရတဲ့ပြစ္ဆုတ်ပံကြီးမှာရောက်နေကြတဲ့ဘဝကိုကအတ္တခံဖို့ရောက်နေကြတဲ့တရားဝါတွေအဖြစ်နဲ့အယုတ်ဆိုးကြည်တန်နေပါလားလို့မသိတာကစင်ရတွင်းထဲမှာနဲ့နေပါလားလို့မမြင်တာလေဒါကြောင့်ဒီရရှိကြတဲ့ဘဝကြီးကိုဆွဲလန်းနဲ့ခင်နေတဲ့တရားတွေရဲ့နောက်မှာဥပါဒံကနေရာယူလိုက်တော့ကာယကံဝစီကံမနောကံနဲ့မရအောင်ကြိုးစားတဲ့ကံကောမလာဘူးလားကာမဘဝပစ္စယတရားပေါ်တာလားခန္ဓာပေါ်တာလားအဲ့ဒီခန္ဓာတွေအလုံးကိုပြန်ကြည့်လိုက်တော့ကြောက်စရာကောင်းတဲ့ဘဝဇိုးကြီးထဲမှာပဲအပြန်အထက်ငါတို့ရောက်နေကြတာသည်ဆွဲလန်းလို့သာဤခန္ဓာရကလာခဲ့သည်ဆွဲလန်းလို့သာဤခန္ဓာရကလာခဲ့သည်ဆွဲလန်းလို့သာဤခန္ဓာရကလာခဲ့သည်ကိုယ့်ရဲ့ရရှိထားတဲ့ဟောဒီခန္ဓာတွေအလုံးသည်ဆွဲလန်းလို့ဖြစ်တယ်လို့မှတ်ထားနော်သားသမီးကိုဆွဲလန်းလဲခန္ဓာရမှာပဲမိမိတို့ဥစ္စာပစ္စည်းတွေကိုဆွဲတက်မဲ့နေရင်လဲခန္ဓာရမှာပဲကိုယ်ခန္ဓာကိုပြန်ပြီးတော့ခင်နေဆွဲလန်းနေဆိုရင်ကခန္ဓာမရဘူးလားဒါမြင်ခန္ဓာမှန်သမျှရနေတာသည်ဆွဲရင်ရမယ်လို့မှန်မြင်ခဲ့ဘူးတာတွေဆွဲရင်ကြားခဲ့ဘူးတာတွေဆွဲရင်နန်းစုခဲ့ဘူးတာတွေဆွဲရင်ခန္ဓာရမယ်သဘောပေါက်ရလားခန္ဓာရရင်30 ပုံနဲ့ပြန်မကြဘူးလား30 ပုံနဲ့ပြန်ကြရင်သားတတ်ယုံနဲ့ပြန်ရောက်မှာပဲဘယ်ထဲပြန်ရောက်မလဲမမေ့နဲ့နော်တို့တွေရဲ့ရထားတဲ့ဟောဒီခန္ဓာတွေဒီအကောင်းအဆိုးလို့ဘလောက်ပဲတတ်မှတ်ဆိုးတဲ့ခန္ဓာလည်းပဲဆွဲလန်းရင်ရမှာပဲကောင်းတဲ့ခန္ဓာလည်းဆွဲလန်းရင်ရမှာပဲဘယ်ခန္ဓာပဲရနေဘူးလားအတ္တခံဘူးလားဒါမြင်သားတတ်ယုံကလွတ်ကြသလားမလွတ်ပါဘူးအဲ့ဒီရရှိလာတဲ့ဘဝလေးကိုပြန်ကြည့်တော့ဆွဲလန်းလို့ရပုံလေးတွေကအမတန်ကိုကြောက်เสียကောင်းတယ်နော်တခါတုန်းကလည်းပဲသားဖ3 ယောက်ထွန်ရက်စိုက်ပြိုးပြီးတော့ပင်ပန်းနေရတဲ့အခါမှာနောက်ပိုင်းကချက်ပြုတ်ပြီးတာဝန်ယူဖို့အတွက်ကိုချက်မဲ့ပြုတ်မဲ့ရှော်မဲ့ဖုတ်မဲ့ပုဂ္ဂိုလ်မရှိတဲ့အတွက်ကြောင့်မလို့ဖေးလုတ်တဲ့ပုဂ္ဂိုလ်ကသားကြီးကိုတိုက်တွန်းတယ်သားကြီးမင်းအိမ်အောင်ပြုတ်တော့ဟိုကလည်းအိမ်အောင်ပြုတ်ရင်ဒုက္ခကြီးလို့မပြုတ်ခြင်းဘူးနောက်ဆုံးပြောလို့မကပြောလို့တဲ့အတွက်ကြောင့်မလို့အိမ်တောင်ပြုတ်လိုက်တယ်အိမ်တောင်ပြုတ်တဲ့အခါမှာဒီသားဖ3 ယောက်ရဲ့ဝေယဝစ္စချက်ရေးပြုတ်ရေးကိုဒီဒကမကတာဝန်ယူရတယ်လျှော်ရေးဖို့ရေးကိုလည်းတာဝန်ယူရတယ်အဲ့လိုတာဝန်ယူတဲ့အပိုင်းမှာသူနဲ့ဝိုင်းကူလုပ်ဖို့ဆိုပြီးတော့ညီဖြစ်တဲ့ပုဂ္ဂိုလ်သားအငယ်ကိုထားရတယ်ပေါ့အဲ့လိုထားပြီးဝိုင်းကူတော့ရေလေးခတ်ပေးလိုက်လောက်စရာရှိတာဝိုင်းလုပ်ပေးလိုက်အဲ့ဒီလိုလုပ်ပေးရင်နဲ့အနေကကြာလာတဲ့အခါမှာရင်းနှီးမှုတွေအားကောင်းတဲ့အတွက်ကြောင့်မလို့ကြိုးချင်းထားရင်အိုးချင်းထားရင်အေးအဲ့ဒါမှာအကိုကြီးရဲ့ဇနီးမယားနဲ့ညီငယ်ဖြစ်တဲ့ပုဂ္ဂိုလ်မောက်မာဖြစ်ကြတယ်ပေါ့အဲ့ဒီလိုဖြစ်ရတာလေတခြားလားတဏှာပဲလားတဏှာသူ့ရဲ့လက်တွင်းမှာသက်ဆင်းသွားတဲ့အဲ့ဒီသားကောင်2 ယောက်ရုံးမထွက်နိုင်တဲ့အတွက်ကြောင့်မလို့နောက်ဆုံးတို့တွေဒီလိုနေရင်တနေ့ခိုးကြောင်ခိုးဝဲနဲ့ခိုးတယ်နဲ့မိတော့မှာပဲမဖြစ်ဘူးဟေ့အဲ့ဒါကြောင့်မလို့မင်းအကိုကြီးကိုသာခိုင်းပြီနော်ဒါမြင်တဏှာရဲ့ချော့မြူအောက်မှာအမောင်တိုက်ကြီးရောက်မသွားဘူးလားအမောင်ဖုံးသွားတဲ့အတွက်ကြောင့်ဘာမှမြင်တော့ဘူးအဲ့ဒီကာမဂုဏ်အာယု